Hello အားလုံးပဲမင်္ဂလာပါဘင်္ဂလာကပါဂျပန်ရဲ့နာမည်ကြီးတစ်ခုဖြစ်တဲ့ဘိုင်ယိုရဲ့အစင်တက်နဲ့ခြေတိုက်ဆိုပြီးမျိုးလုံးမျိုးဆိုင်မှာတည်ရောက်ထားပါတယ်နော်သူက PKK မဟုတ်ဘူးနော်ဂျပန်တက်ဝဲတည်တင်တာပါရှင်သူကဘိုင်ယိုရဲ့အစင်တိုက်လေးပေါ့နော်သူကအေးလေးနဲ့လင်းရလေးလို့ပြီးတော့တုံးရအများကြီးပါတာမကြိုက်ဘူးသူလေးတွေဆိုရင်ဒါလေးကိုတုံးလို့ရပါတယ်တား90ကျော်ပဲပါနော်ဒီကပလက်လေးလုံးတောင်ပါတာဆိုတော့နေရောက်ကြီးကိုပြေဝခောက်ပေးပါရရှင်စင်းရုံးလေးရလေ39,500ပဲရှိပါလိမ့်ရှင်ဒါလေးကကြတော့ဘိုင်ယိုရဲ့ခြေတိုက်လေးပေါ့နော်ခြေတိုက်လေးမို့ဒါရင်6တဲ့သူတွေပြီးတော့လိန်သားပဲမတိတာပဲပေါ့ပေါ့ပါလိန်ကျင်တဲ့သူလေးတွေတော့ဆိုရင်သူကပါတယ်ပြီးရပလက်လေးလုံးပါတာမို့နေရောက်ကြီးကိုတရိတ်ကောက်ပေးပါရရှင်90မီကိုမှ39,000ကျပ်ပဲရှိပါရဲ့ရှင်ဒါလေးကိုလိုချင်ဆိုတော့မိမိခုပြလာတဲ့ဖုန်းနံပါတ်နဲ့လစ်စာတကွဝေယူအပ်ပေးနိုင်ပါရဲ့ရှင်ကျေးဇူး